ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး13ပန္တခါပွဲကံမမီ၍ယေရှုသည်ဤလောကမှမြေတော်ထံသို့ပြောင်းရသောအချိန်ရောက်သည်ကိုသိတော်မူသည်ဖြစ်၍ဤလောက၌ရှိသောမိမိလူတို့ကိုချစ်တော်မူသောကြောင့်အဆုံးတိုင်အောင်ချစ်တော်မူ၏ကိုယ်တော်ကိုအနှံ့မည်အကြောင်းမန္နတိရှေမုန်၏သားယုဒရှကာယုတ်၏စိတ်နှလုံး၌အကြံပေးသွင်းနှင့်တည်းထိုအခါညစာကိုစားကြစဉ်ခမည်းတော်သည်အလုံးစုံတို့ကိုသူ၏လက်သို့အပ်ပေးတော်မူသည်ကို၎င်းသူသည်ဖျားသခင်ထံတော်မှထွက်လာသည်ကို၎င်းဖျားသခင်ထံတော်သို့ကြွသွားမည်ကို၎င်းယေရှုသည်သိတော်မူသည်နှင့်စပွဲမှထ၍ဝတ်လုံတော်ကိုချွတ်ပြေးလျင်ဘဝကိုယူ၍ခါးကိုစီးတော်မူ၏ထိုနောက်မှရေကိုအင်နုံ၌လောင်း၍တပည့်တော်တို့၏ခြေကိုဆေးပြီးမှခါး၌စီးသောဘဝနှင့်တုပ်တော်မူ၏ရှေမုန်ပေတရုစီသို့ရောက်တော်မူသောအခါထိုတပည့်တော်တို့ကသခင်ကိုတော်သည်အကျွန်ုပ်၏ခြေကိုဆေးတော်မူမည်တော့ဟုမေးလျောက်၏ယေရှုကလည်းသင်သည်ငါပြုသောအမှုကိုယခုနားမလည်သေးနောက်မှသိလိမ့်မည်ဟုမိန့်တော်မူ၏ပေတရုကလည်းကိုတော်သည်အကျွန်ုပ်၏ခြေကိုအလျင်းဆေးတော်မမူရဟုလျောက်၏ယေရှုကလည်းသင်ကိုငါမဆေးရလျင်သင်သည်ငါနှင့်မဆက်ဆံရဟုမိန့်တော်မူ၏ရှေမုန်ပေတရုကလည်းအကျွန်ုပ်၏ခြေကိုသာမဆေးပါနှင့်လက်ကို၎င်းဥကောင်းကို၎င်းဆေးတော်မူပါဟုလျောက်ပြန်၏ယေရှုကလည်းရေချိုးပြီးသောသူမည်သည်ကားခြေဆေးခြင်းမှတပါဆေးရသောအကြောင်းမရှိတကိုယ်လုံးစင်ကြယ်၏သင်တို့သည်စင်ကြယ်တော်လဲအချို့မစင်ကြယ်ဟုမိန့်တော်မူ၏ကိုယ်တော်ကိုအနှံ့မြည်သူကိုသိတော်မူသောကြောင့်သင်တို့တွင်တချို့မစင်ကြယ်ဟုမိန့်တော်မူသည်ထိုသူတို့၏ခြေကိုဆေးတော်မူပြီးမှတဖန်ဝတ်လုံကိုဝတ်၍လျောင်းတော်မူလျက်သင်တို့၌ငါပြုခဲ့သောအမှုကိုနားလည်ကြသလောသင်တို့သည်ငါကိုအရှင်ဖျားဟူ၍၎င်းသခင်ဟူ၍၎င်းခေါ်တတ်ကြ၏ထိုစကားလည်းဟုတ်မှန်သောစကားဖြစ်၏အကြောင်းမူကားသင်တို့ခေါ်ကြသည့်အတိုင်းငါမှန်၏ငါသည်သခင်ဖြစ်လျက်အရှင်ဖျားလည်းဖြစ်လျက်နှင့်သင်တို့၏ခြေကိုဆေးလျင်သင်တို့သည်အချင်းချင်းတို့၏ခြေကိုဆေးရကြမည်ငါသည်သင်တို့၌ပြုသကဲ့သို့သင်တို့သည်ပြုစေခြင်းငှာပုံသက်သည်ကိုပြခဲ့ပြီငါမှန်ကန်ဆိုသည်ကားကျွန်သည်သခင်ထက်သာ၍ကြီးမြတ်သည်မဟုတ်တမန်သည်လည်းစေလွတ်သောသူထက်သာ၍ကြီးမြတ်သည်မဟုတ်ဤအရာများကိုသင်တို့သိ၍သိသည့်အတိုင်းကျင့်လျင်မင်္ဂလာရှိကြ၏သင်တို့ရှိသမျှကိုငါရေမှတ်၍ပြောသည်မဟုတ်ငါရွေးကောက်သောသူတို့ကိုငါသိ၏ကျမ်းစာချက်ပြည့်စုံစေမည်အကြောင်းငါနှင့်အတူစားသောသူသည်ငါကိုခြေနှင့်ကြောက်သည်ထိုအမှုအရာရောက်သောအခါငါသည်ဤမည်သောသူဖြစ်သည်ကိုသင်တို့သည်ယုံကြည်စေခြင်းငှာမရောက်မီယခုပင်သင်တို့အားငါပြောနှင့်မည်ငါမှန်ကန်ဆိုသည်ကားငါစေလွတ်သောသူကိုလက်ခံသောသူသည်ငါကိုလက်ခံ၏ငါကိုလက်ခံသောသူသည်ငါကိုစေလွတ်တော်မူသောသူကိုလက်ခံသည်ဟုမိန့်တော်မူ၏ထို့သောယေရှုသည်မိန့်တော်မူပြီးမှစိတ်နှလုံးတော်ပူပန်ခြင်းရှိ၍ငါမှန်ကန်ဆိုသည်ကားသင်တို့တွင်တစုံတစ်ယောက်သောသူသည်ငါကိုအနှံလိမ့်မည်ဟုသက်သေခံလျက်မိန့်တော်မူ၏အဘယ်သူကိုရည်ဆောင်၍မိန့်တော်မူသည်ကိုတပည့်တော်တို့သည်တွေးတောခြင်းရှိသဖြင့်အချင်းချင်းတယောက်ကိုတယောက်ကြည့်ရှုကြ၏ယေရှုချစ်တော်မူသောတပည့်တော်သည်ရင်ဝင်တော်နားမှလျောင်းသဖြင့်အဘယ်သူကိုရည်ဆောင်၍မိန့်တော်မူသနည်းဟုမေးစေခြင်းဟာရှေမုန်ပေတရုသည်ထိုတပည့်တော်ကိုအမှတ်ပေး၏ထိုတပည့်တော်သည်ယေရှု၏ရင်တော်ကိုမှီ၍လျောင်းနေလျက်သခင်အဘယ်သူနည်းဟုလျောက်၏ယေရှုကလည်းဤမုံတလုတ်စာကိုငါနှိမ့်၍ပေးသောသူဖြစ်၏ဟုမိန့်တော်မူပြီးလျင်မုံတလုတ်စာကိုနှစ်ပြီးမှရှေမုန်၏သားယုဒရှကာယုတ်အားပေးတော်မူ၏ထိုသူသည်မုံတလုတ်စာကိုခံပြီးမှစာတန်သည်သူ့ထဲသို့ဝင်လေ၏ယေရှုကလည်းသင်ပြုရသောအမှုကိုအလင်းမြန်ပြုလော့ဟုထိုသူအားမိန့်တော်မူ၏
ဘဲကြောင့်ထိုသို့မိန်တော်မူသည်ကိုစပွဲ၌လျောင်းသောသူတို့တွင်ဘယ်သူမျှမသိအချို့တို့ကယုဒရှကာယုတ်သည်ငွေအိတ်ကိုဆောင်သောကြောင့်ဤပွဲ၌ငါတို့သုံးเสียအဖို့ကိုဝယ်လော့ဟူ၍၎င်းသို့မဟုတ်ဆင်းရဲသောသူတို့အားတစ်စုံတစ်ခုကိုပေးလော့ဟူ၍၎င်းယေရှုမိန်တော်မူသည်ဟုထင်မှတ်ကြ၏ယုဒရှကာယုတ်သည်မုန့်တလုစာကိုခံပြီးမှချက်ချင်းထွက်သွား၏ထိုအချိန်ကညအချိန်ဖြစ်၏ထိုသူသွားသည့်နောက်ယေရှုကယခုတွင်လူသားသည်ဘုံထင်ရှားခြင်းရှိသည်ဖြစ်၍ဖျားသခင်သည်လည်းလူသားအားဖြင့်ဘုံတော်ထင်ရှားခြင်းရှိ၏ဖျားသခင်သည်လူသားအားဖြင့်ဘုံတော်ထင်ရှားခြင်းရှိလျင်ဖျားသခင်သည်ကိုယ်တော်တိုင်အားဖြင့်သူ၏ဘုံကိုထင်ရှားစေတော်မူလိမ့်မည်ကာလမကြာမမြင့်မီသူ၏ဘုံကိုထင်ရှားစေတော်မူလိမ့်မည်ချစ်သားတို့ငါသည်သင်တို့နှင့်အတူခဏသာနေရ၏သင်တို့သည်ငါကိုရှာကြလိမ့်မည်ငါသွားရာအရပ်သို့သင်တို့မရောက်နိုင်ကြဟုယုဒလူတို့အားငါပြောတဲ့ကဲ့သို့ယခုသင်တို့အားငါပြော၏သင်တို့သည်အချင်းချင်းတယောက်ကိုတယောက်ချစ်ကြလော့ငါသည်သင်တို့ကိုချစ်သည်နည်းတူအချင်းချင်းချစ်ကြလော့ဟုပညတ်သစ်ကိုငါပေး၏သင်တို့သည်အချင်းချင်းချစ်ကြလျင်လူအပေါင်းတို့သည်ထိုမေတ္တာကိုထောက်၍သင်တို့သည်ငါ၏တပည့်ဖြစ်သည်ကိုသိရကြလိမ့်မည်ဟုမိန်တော်မူ၏ရှီမုန်ပေတရုကသခင်ကိုတော်သည်အဘယ်အရက်သို့ကြွတော်မူမည်နည်းဟုမေးလျောက်လျင်ယေရှုကငါသွားရာအရက်သို့သင်သည်ယခုမလိုက်နိုင်နောက်မှလိုက်ရလိမ့်မည်ဟုမိန်တော်မူ၏ပေတရုကလည်းသခင်ကျွန်ုပ်သည်ကိုတော်နှင့်အတူအဘယ်ကြောင့်ယခုမလိုက်နိုင်သနည်းကိုတော်အဖို့ကျွန်ုပ်၏အသက်ကိုစွန့်ပါမည်ဟုလျှောက်လျင်ယေရှုကငါအဖို့သင်အသက်ကိုစွန့်မည်လောငါအမှန်ကန်ဆိုသည်ကားကြက်မတွန်မီသင်သည်3 ကြိမ်မြောက်အောင်ငါကိုညှင်းပယ်လိမ့်မည်ဟုမိန်တော်မူ၏